ကာဆာစစ်ပွဲအိမ်မက်ဆိုကြီးတကယ်ပြီးဆုံးသွားပြီလို့ Trump ဂုဏ်ယူဝင့်ကြွားစွာပြောကြားလာဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ Hamas ကနေအသက်ရှင် Israel တစားကန်အားလုံးကိုပြန်လွှတ်ပေးခဲ့တဲ့အောက်တိုဘာလ 23 ရက်နေ့မှာ American သမ္မတ Trump ဟာ Israel နိုင်ငံကိုရောက်ရှိသွားပြီး Israel လွှတ်တော်မှာမိန့်ခွန်းပြောကြားရာအချိန်ကြာမြင့်စွာနာကျင်ခဲ့ရတဲ့အိမ်မက်ဆိုကြီးနောက်ဆုံးမှာပြီးဆုံးခဲ့ပြီလို့ပြောကြားသွားတာကို AP သတင်းမှာဖော်ပြထားပါတယ်။သမ္မတ Trump ဟာ Israel နဲ့ Hamas အကြားမှာအပြစ်ခတ်ရစဲရေးအတွက်ဂျောင်းဝင်ဆောင်ရွက်ပေးခဲ့ပြီးနောက်Israel နိုင်ငံကိုနိုင်ပိုင်းရှိသွားခဲ့တာဖြစ်ပြီးတော့အခုတော့အီဂျစ်နိုင်ငံထိပ်သီးစည်းဝေးတွေအတွက်ခရီးဆက်ထွက်ခွာသွားပြီဖြစ်ပါတယ်။ Israel လွှတ်တော်အတွက်2008ခုနှစ်နောက်ပိုင်းပထမအဆုံးချိန် American သမ္မတတို့ရဲ့မိန့်ခွန်းဖြစ်ပြီးတော့သမ္မတ Trump ကအရှေ့လေပိုင်းမှာအရာရာဟာစတင်ပြောင်းလဲခဲ့ပြီးပုံမကောင်းမွန်လာမယ့်ချိန်ကိုကိုစားပြုနေပြီလို့ပြောကြားခဲ့ပါတယ်။ Israel ခန်းဆတ်လွှတ်တော်မှာအမတ်တွေက Trump လို့ကြွေးကြော်ခဲ့ကြပြီးတော့သမ္မတ Trump ကလည်းအရှေ့လေပိုင်းနဲ့တမိုင်းဝင်အာယုံတစ်ကိုတွေ့နေရဖြစ်ကြောင်းအရေးမွက်ပြောကြားခဲ့တာပေါ့။ Trump မိန့်ခွန်းပြောနေစဉ်မှာအတိုက်ခံပါလီမန်တအုပ်ကလည်းပါလက်စတိုင်းကိုအတိမတ်ပြုဖို့ရေးသားထားတဲ့ဆောင်ရွက်တရက်ကိုကင်မြောက်ထားလိုက်တာကြောင့်ခဏတည်းရပ်တန့်သွားခဲ့ပြီးတော့အဲ့ဒီမတ်ကိုအခန်းပြင်ကိုခေါ်ထုတ်သွားခဲ့ပါတယ်။ Israel ဝန်ကြီးချုပ်နေတန်ယာဟုက Trump ကိုချီးကျူးဂုဏ်ပြုလိုက်ပြီးတော့ Trump ဟာအိမ်ဖြူတော်မှာ Israel အတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ခဲ့ကြောင်းကိုပြောခဲ့ပါတယ်။2023ခုနှစ်အောက်တိုဘာလ9ရက်တိုက်ခိုက်မှုအတွင်းမှာHamas တို့ဖမ်းဆီးသွားတဲ့လူ252ရရှိခဲ့ပြီးတော့အခုဆိုရင်ကြန့်ရှိနေတဲ့ဒဇာကန်တွေအားလုံးပြန်လည်လုံခြုံစွာရရှိနေတဲ့အတွက်20မိနစ်ကူညီမှုအတွက်နေတန်ယာဟုက Trump ကိုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ Israel နဲ့ Hamas တို့က Trump ရဲ့အချက်20မှာငြိမ်းချမ်းရေးအစီအစဉ်ပထမဆင့်ကိုသဘောတူခဲ့ကြပြီးနောက်ဂါဇာမှာပြစ်ခတ်ရစဲကိုတောက်ကြနေမနက်ပိုင်းမှာစတင်အသက်သွင်းစေခဲ့ပါတယ်။နောက်ဆက်တွဲအဆင့်တွေကိုဆက်လက်ညှိနှိုင်းဖို့လည်းရှိပါတယ်။ Trump ကပြစ်ခတ်ရစဲခိုင်မြဲနေမှာဖြစ်ပြီးသူကိုယ်တိုင်ဦးဆောင်တဲ့ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကိုနယ်မြေအုပ်ချုပ်ရေးအတွက်အလင်းမြန်ဖွဲ့စည်းသွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။နေတန်ယာဟုကလည်းလွှတ်တော်မိန့်ခွန်းမှာဒီငြိမ်းချမ်းရေးကိုကျွန်တော်ကတိပြုပါတယ်လို့ပြောကြားခဲ့ပါတယ်။ Trump က Israel လွှတ်တော်မှာမိန့်ခွန်းပြောကြားခဲ့လို့တစ်ဖက်မှာလည်း Hamas တို့ကတစားကန်20ကိုအကုန်လုံးပြန်လွှတ်ပေးခဲ့တယ်လို့ Israel ဘက်ကလည်းပါလက်စတိုင်းအကျဉ်းသား2000နီးပါးကိုပြန်လွှတ်ပေးခဲ့တာပေါ့။ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ Israel လွှတ်တော်မှာ Trump ဘာတွေပြောသွားလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။သမ္မတ Trump တယောက် Israel လွှတ်တော်မှာမိန့်ခွန်းပြောကြားတဲ့အကြောင်းအရာအများစုက Israel ဝန်ကြီးချုပ် Benjamin Netanyahu ကိုချီးမွမ်းခန်းဖွင့်ထားတဲ့ American နဲ့ဆက်ဆံရေးအကြောင်းအရာအများစုဖြစ်ပါတယ်။ Netanyahu ရဲ့နာမည်ပြောင်း BB ဆိုတဲ့စကားကလည်းတစ်ခါလုံးမှရှန်နေခဲ့ပါတယ်။ဒါပေမဲ့သမ္မတမိန့်ခွန်းကခဏနောက်ဆက်တော့ဖြစ်ခဲ့ပါတယ်။ Israel တိုက်ခံဖွဲ့ဝင်တယောက်ကလွှတ်တော်မှာပါလက်စတိုင်းကိုအတိမတ်ပြုပါလို့ဆိုတဲ့စာရွက်ကိုကင်ပြခဲ့တာမျိုးရှိခဲ့တာပေါ့။ Trump က Israel ဝန်ကြီးချုပ်Netanyahu ကိုခမားစစ်ဖြစ်စရာမလိုတော့ဘူးလို့ BB ဆိုပြီးပြောသလိုအော်တိုဘာလ9ရက်နေ့တိုက်ခိုက်မှုကိုရည်ညွှန်းပြီးတော့ဘရောမှမမေ့ဖို့ဘရောမှထပ်ဖြစ်မခံဖို့သူကပြောသွားပါတယ်။သမ္မတ Trump ကနေတန်ယာဟုကနေပြီးတော့သူ့စီကိုဖုန်းဆက်ပြီးလက်နက်တွေပေးဖို့တောင်းတဲ့အကြောင်းကိုပြန်ပြောရင်းနဲ့ Israel ခိုင်မာအားကောင်းလာတဲ့အကြောင်းရင်းခံတွေကများပြားလာပါတယ်။ဒါလည်းငြိမ်းချမ်းရေးကိုဥတီစေခဲ့တော့ Trump က Israel အနေနဲ့နိုင်တဲ့နာကိုနိုင်ပြီးပြီမလို့အခုချိန်မှာအရှေ့လေပိုင်းတစ်ခုလုံးမှာငြိမ်းချမ်းမှုအချိန်ကျပြီလို့လည်းပြောရတယ်။ Hamas ပွဲလက်နက်ဖြတ်သိမ်းခဲ့ရမယ်ဆိုပြီးတော့သူ့မိန့်ခွန်းနဲ့ထည့်ပြောချိန်မှာတော့လွှတ်တော်ထဲမှာလက်ခုပ်တန်ခက်ကြဲခက်ကြကြတီးပြီးတော့ထောက်ခံကြောင်းပြတဲ့မြင်ကွင်းတွေရှိခဲ့ပါတယ်။ Trump က Israel သမ္မတဟာဝန်ကြီးချုပ်နေတန်ယာဟုအတွက်အနာဂတ်မှာအာဂတိလိုက်စားမှုတရားစွဲဆိုမှုတွေကနေလွတ်ကင်းစေမဲ့လူငြိမ်းမှုတွေကိုထုတ်ပြန်မှုရှိတယ်လို့လည်းပြောရတယ်။ဒီမိန့်ခွန်းပြီးမှသူ့ကိုမတရက်လက်ခုပ်ဩမာပေးတဲ့လွှတ်တော်က Trump ကိုကျွန်တော် Israel ကိုချစ်ပါတယ်ခင်ဗျားတို့နဲ့တူခရီးဆုံးတီကိုရှောက်ပါမယ်ဆိုပြီးသူ့ရဲ့မိန့်ခွန်းကိုဒီကုန်းချုပ်ခဲ့တာပေါ့။နောက်ထပ် Israel တစားကန်73လွမြောက်လာဆွဲတဲ့ကိုတင်ဆက်ပေးချင်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့လယ်ပိုင်းမှာတော့ Israel တစားကန်နောက်ထပ်73ကိုထပ်မံလက်ခံရရှိထားတယ်လို့Israel ကာကွယ်ရေးတပ်ဖွဲ့ IDF ကအတည်ပြုပြောလိုက်ပါတယ်လို့ Reuters သတင်းမှာဖော်ပြထားတာပေါ့။ Hamas အဖွဲ့ကတစားကန်တွေကိုအုပ်စု2ခုခွဲလွတ်ပြီးတော့ကနအုပ်အနေနဲ့9ဦးကိုအရင်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ Hamas အဖွဲ့ကတစားကန်တွေကိုအုပ်စု2ခုခွဲလွတ်ခဲ့ပြီးတော့ကနအုပ်အနေနဲ့9ဦးကိုအရင်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ Hamas ဘက်ကပထမ9ဦးကိုဂါဇာမြောက်ပိုင်းဒေသကနေလွှဲပြောင်းပေးခဲ့တာဖြစ်ပြီးတော့နောက်ထပ်73ကိုတော့ဂါဇာတောင်ပိုင်းကနေလွှဲပြောင်းပေးခဲ့တာပါ။အလားတူသေဆုံးသွားတဲ့ Israel တစားကန်ရုပ်လောင်းတွေကိုလည်းHamas က IDF တံကိုလွှဲပြောင်းပေးဖို့ရှိတယ်လို့သိရပါတယ်။အလားတူ Israel ဘက်ကလည်းဂါဇာအကျဉ်းသား1900ကျော်နဲ့ပါလက်စတိုင်းအကျဉ်းသား250ကိုပြန်လွှတ်ပေးဖို့စီစဉ်ထားပါတယ်။ဂါဇာမှာရှိတဲ့စီးရုံတွေကလည်းပြန်လွှတ်လာမဲ့သူတို့အကျဉ်းသားတွေအတွက်စီစဉ်ပြင်ဆင်ထားတာလုပ်ထားတယ်လို့သိရပါတယ်။သမ္မတ Trump ရဲ့ဂါဇာပြစ်ခတ်ရစဲအစီအစဉ်ပထမအဆင့်ကို Israel ဆိုရကတရားဝင်အတည်ပြုပြီးတဲ့နောက်မှာ Hamas ရဲ့အပြစ်ခတ်ရစဲသဘောတူညီချက်ရခဲ့တာဖြစ်ပါတယ်။ပြစ်ခတ်ရစဲသဘောတူညီချက်ပထမအဆင့်အနေနဲ့ Israel တစားကန်အားလုံးကိုလွှတ်ပေးတာနဲ့ပါလက်စတိုင်းအကျဉ်းသားယာနဲ့ချီပြီးလွှတ်ပေးတာတွေရှိလာတာဖြစ်ပါတယ်။ဗီဒီယိုလင်ကိုစောင်းအောင်ကြည့်ပြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့သတင်းအကြောင်းအရာမျိုးစုံတွေပြန်လာခဲ့ပါအောင်ရှင်။